သူတွေကိုကျွန်တော်ဝမ်းသာစကားလေးပေါ့နော်ပြောချင်ပါတယ်ခင်ဗျအဲ့ဆိုတော့ကျွန်တော်ပေါ့နော်အိမ်ညခင်ဘက်ဆိုလို့ရှိရင်မလေးရှားအမပေါ့နော်အမရဲ့သမီးကိုကျွန်တော် English speaking တင်ပေးတယ်ပေါ့နော်အဲ့ဒီတင်ပေးတဲ့အတွက်ကြောင့်အဲ့အမကကျွန်တော်ကိုလက်ဆောင်တစ်ခု surprise ပို့လိုက်ပါတယ်ဘာလို့လဲဆိုတော့ဖုန်းလေးပါအရန်လူချင်တဲ့ဖုန်းလေးပေါ့နော် Vivo လေးလက်ဆောင်အစ်ပါကင်ပေါ့နော်ကျွန်တော်ကိုပို့ပေးလိုက်ပါတယ်ကဲဒီဖောက်ကြည့်မယ်နော်ဆိုတော့မေဝါရလိုက်တော့ဘောနော်သူကဝယ်ပြီးတော့ပေါ့နော်ဝယ်ပြီးတော့ပို့ပေးလိုက်တာဖြစ်ပါတယ်အတီတော့ကာလာလေးကဒီလိုအရောင်လေးအရင်စစ်ဖို့ကောင်းတဲ့အရောင်လေးပြီးတော့ဒီမှာ Vivo ပါကျွန်တော်လိုချင်ခဲ့တာပေါ့နော် Vivo ရဲ့ဈေးကအများကြီးဆိုတော့မတက်နိုင်အောင်လေအဲ့တော့အဲ့ဒီအမကကျွန်တော်ကိုပေါ့နော်မေတ္တာထားပြီးတော့ကျွန်တော်ကိုစေတနာအပြည့်နဲ့ဝေပေးလိုက်ပါလိုက်ဒီဖုန်းလေးပါအရင်ချိုးကောင်းပါလေဖုန်းလေးကဒီနေ့ရမ်းပျော်တယ်ပေါ့နော်ဖုန်းလေးရခဲ့တဲ့အတွက်လည်းကျေးဇူးတင်တယ်ဖုန်းလေးလှူပေးတဲ့အတွက်လည်းကျွန်တော်ကိုလက်ဆောင်ပို့ပေးတဲ့အမလည်းဒီထက်မကမိသားစုနဲ့အတူတူဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေစီးပွားရေးလည်းကောင်းပါစေလို့ကျွန်တော်ဆုတောင်းပေးပါခင်ဗျဒီမှာပါခင်ဗျအဲ့ကျေးဇူးတင်ပါတယ်အခုလိုပေါ့နော်ကျွန်တော်ကိုချစ်ပေးထားတဲ့ TikTok ကတငယ်ချင်းတွေရဲ့ဒီအပြင်မှာချစ်ပေးကြတဲ့သူတွေရဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့တော့ online ကနေချစ်ပေးကြတဲ့တငယ်ချင်းတွေလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဖုန်းလေးရတော့အရင်ပြောတယ်ခါတကယ်ပြောတယ်ပါကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်